နှစ်ပေါင်းများစွာကြာအောင်ဒီ6ကမ်းပါးကိုဖျက်ကျော်ဖို့တရားတိဆောက်ဖို့စူးစမ်းခဲ့ကြပေမဲ့အချိန်တိုင်းမှာမအောင်မြင်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာတော့ညီကိုနှစ်ယောက်ကဒီရွာထဲမှာတစ်သက်လုံးပိတ်မိနေဖို့မလိုချင်တော့ပါဘူးသူတို့ရဲ့အိမ်မက်ကပြင်ပကဘာကြီးကိုကိုယ်တိုင်မြင်တွေ့ဖို့ပါတနေ့မှာအကိုဖြစ်သူကကောင်းကင်ပေါ်မှာလွတ်လပ်စွာပြန်တန်းနေတဲ့ငှက်တွေကိုစူးစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအကြံတစ်ခုသူ့ကောင်းထဲဝင်လာခဲ့တယ်သူကရှေ့ကိုဖြည်းဖြည်းချင်းလှမ်းလိုက်ပြီးခြေထောက်အောက်ကတစ်သားပြားဟာသူ့လေးချိန်ကိုခံနိုင်တာကိုသိလိုက်ရပါတယ်ဒီလိုနဲ့ညီကိုနှစ်ယောက်ဟာလမ်းစာတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်သူတို့ကတစ်သားဟောင်းတွေနဲ့ကျိုးဟောင်းတွေကိုစုဆောင်းပြီးနေ့ရက်တိုင်းမနာမနေအလုပ်လုပ်ရင်းတရားငယ်လေးတစ်စင်းကိုတိဆောက်ခဲ့ကြပါတယ်တလန်းချင်းတတိထားပြီးရှေ့ကိုတိုးသွားခဲ့ပေမဲ့ရွာသားတွေကတော့သူတို့အောင်မြင်မယ်လို့လုံးဝမယုံကြည်ကြပါဘူးဒါပေမဲ့မိန်းကလေးငယ်လေးတစ်ယောက်ကတော့အစကနေအဆုံးထိသူတို့ကိုအားပေးနေခဲ့ပါတယ်ညီကိုနှစ်ယောက်ဟာ6တွေ့နေတဲ့တစ်ပင်ကြီးတစ်ပင်ကိုအထောက်အကူဖြစ်အသုံးပြုပြီးတရားကိုဆက်လက်တိဆောက်ခဲ့ကြပါတယ်ရက်ပေါင်းများစွာပင်ပန်းခက်ခဲစွာစူးစမ်းပြီးနောက်တရားရဲ့တဝက်ကျော်ကိုအပြီးတက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိုးတိတ်ထန်စွာရွာချလာပြီးလေမုန်တိုင်းကြီးပါတပြိုင်နက်ဝင်ရောက်လာခဲ့ပါတယ်ရွာသားအားလုံးကြောက်လန့်ပြီးအိမ်ထဲကိုအလင်းအမြန်ပြေးဝင်သွားကြပေမဲ့မိန်းကလေးငယ်လေးကတော့သူရက်နေတဲ့နေရာကနေတလန်းတောင်မရွေ့ခဲ့ပါဘူးရုတ်တရက်မိုးကြိုးတစ်ချက်လင်းသွားပြီးကျိုးတစ်ချောင်းပြတ်ထွက်သွားခဲ့ပါတယ်လေပြင်းတစ်ချက်တိုက်ခတ်လိုက်တာနဲ့တရားတစ်ခုလုံးလေထဲကိုမြောက်တက်သွားခဲ့တယ်ဒါဟာသူတို့အတွက်နောက်ဆုံးခွင့်ရေးပဲဖြစ်ပါတယ်ညီကိုနှစ်ယောက်ကအိတ်တွေကိုကောက်ယူပြီးတစ်ဖက်ကန်းကိုအသက်လူပြေးကြတော့တယ်ဒါပေမဲ့အဲ့ဒီအခိုက်အတန့်မှာပဲအပြင်းနဲ့မိုးကြိုးတစ်စင်းကတရားကိုတိုက်ရိုက်ကျရောက်ခဲ့ပြီးတရားတစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့ပါတယ်